โอเคအားလုံးပဲမင်္ဂလာပါရှင်ကျမတို့အားလုံးကတော့ဝက်ဦးကြောင့်လုပ်ငန်းနဲ့အင်တာဗျူးအနေထားတဲ့အကြောင်းကလေးများဖြစ်ပါတယ်ရှင်ကျမနာမည်ကတော့မနနွေဖြစ်ပါတယ်ရှင်ကျမနာမည်ကတော့အေးစာဖြစ်ပါတယ်ရှင်ကျမနာမည်ကတော့ဇူလိုင်တို့ဖြစ်ပါတယ်ရှင်โอเคအင်တာဗျူးအောင်ဖို့အတွက်ဆိုရင်ခဏကိုချက်ခံရပါမယ်ရှင်ဒုတိယအနေနဲ့ကတော့အပြုံးပါရှင်နောက်ထပ်ရေးကြီးဆုံးကတော့ဂျပန်စာကိုကြက်ချင်းပြောနိုင်မှုလည်းလိုအပ်ပါတယ်ရှင်ဂျပန်စာလက်လာနေတဲ့မောင်လေးညီမလေးတွေအားလုံးလည်းဂျပန်ကိုအမြန်ဆုံးရောက်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်